မှာတော့တရင်တစ်ပုတ်နေတဲ့ညာဘပေါင်းနဲ့တရင်သားကြီးမြို့နယ်ရှိကြေးရွာများကိုစစ်တပ်ကလေရင်ဒိုင်းကောပတာတေကန်ဒရုန်းများဖြင့်တိုက်ခိုက်မှုကြေးသူတိတ်ဆုံးပြီးအဆောက်အဦများပျက်စီးဖွယ်သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းညာမြို့နယ်ရှိဖုံကြီးကံရွာကိုကျမ်းမစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဒိုင်းကောပတာဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကြေးသူတိတ်ဆုံးကနေအိမ်များပျက်စီးခဲ့ကြောင်းဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဒီဇင်ဘာလ21ရက်နေ့မွန်လွယ်ပိုင်းမှာနာမခမှာတက်လာတဲ့ဒိုင်းကောပတာ3စီးကညာမြို့နယ်မြောက်ရှမ်းဖုံကြီးကံရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဖုံကြီးကံရွာမှာအသက်20နှစ်အရွယ်မျိုးသမီးတဦးနေရာတွင်ပွဲချင်းပြီးတိတ်ဆုံးကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ဖုံကြီးကံရွာကအသက်20အရွယ်မျိုးသမီးတဦးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးတဲ့အမျိုးသားတဦးထိခိုက်ဒဏ်ရာရတဲ့နေအိမ်နှလုံးပျက်စီးသွားတဲ့ဘုံဒီကတော့နှလုံးကျဲသွားတာပါကာဝက်ရှော့ပေါ်တစ်လုံးကျတယ်ရွာအလဲဘိုင်းကနေအိမ်ပေါ်ကိုကျတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုပါတယ်အလားတူကိုင်းတိုင်းဗမောက်မြို့မန်လူတိုက်နယ်နားပင်ဖုံးတော်ကြီးကျောင်းဝင်းအနီးရေကန်တို့အကြမ်းဖက်စစ်တပ်ကလေရင်ပစ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဗမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဇင်ဘာလ20ရက်နေ့ညနေ4:43မိနစ်ခန့်မှာတရားဦးလေတပ်မှတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကဗမောက်မြို့နယ်မန်လူတိုက်နယ်နားပင်ရွာဦးဖုံးကြီးကျောင်းဝင်းအနီးရေကန်တို့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့သိရပါတယ်နေအိမ်ပျက်စီးတာမျိုးကိုကျွန်တော်တို့ဆက်လက်စုံစမ်းနေသေးပါလို့ဗမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဲဒီပြင်တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်အတွင်းရှိပဝထိန်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအသေးခံဒရုန်းပစ်ဘုံကျဲတိုက်ခိုက်ခဲ့ရာပဝခရစ်ယာန်ဖျားကျောင်းအဆောက်အုံထိခိုက်ပျက်စီးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်ထားပါတယ်ဒီဇင်ဘာလ19ရက်နေ့မော်လွယ်3နာရီခန့်မှာတနင်္လာရီမြို့နယ်ပဝထိန်ကျေးရွာအတွင်းသို့အကြမ်းဖက်စစ်တပ်ရဲ့မော်တုံးရွာအရှိဆိုင်336မြောက်တပ်ကအသေးခံဒရုန်းပစ်ဘုံတစ်လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပဝခရစ်ယာန်ဖျားကျောင်းအဆောက်အုံထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်ကသူတို့ထိန်းချုပ်ရာနယ်မြေများအတွင်းအာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်တူရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်ကြိုးပမ်းလျက်ရှိပြီးအကြမ်းဖက်စစ်တပ်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများဖြစ်တဲ့ KNU မိတ်ထဝယ်ခရိုင်အုပ်ချုပ်ရာဒေသများအတွင်းရှိပြည်သူများကိုအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိလေကြောင်းမှာပုံကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU ကပြောဆိုပါတယ်ခင်ဗျာနောက်ထပ်သတင်းပေါင်းနေတဲ့ကျောင်းဦးမြို့နယ်အမြင့်ရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကို60မမလက်နက်ကြီး50ကျော်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်သားတို့တိတ်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်အမြင့်ရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို60မမလက်နက်ကြီးအလုံး50ကျော်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတို့တိတ်ဆုံးပြီးအဆောက်အဦတစ်ခုပျက်စီးခဲ့ကြောင်း Ryan တိုက်ကားဖို့ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒီဇင်ဘာလ19ရက်နေ့ညနေ4:30အချိန်ည8နာရီခန့်အချိန်တို့မှာချောင်းဦးမြို့နယ်အမြင့်ရွာမှာအင်အား200ခန့်ဖြင့်အထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရေးတပ်ဖွဲ့များက60မမလက်နက်ကြီးအလုံး50ကျော်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထိုတိုက်ခိုက်မှုအတွက်အမြင့်ရွာရှိစစ်တပ်တက်ဆွဲထားတဲ့နေရာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့သောကြောင့်စစ်သားတို့တိတ်ဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိကာအဆောက်အဦတစ်လုံးပျက်စီးခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်တော်လန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အမြင့်ရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကလမ်းသွားလမ်းလာများကိုဖမ်းဆီးခြင်းချိန်ချောက်ငွေတောင်းခြင်းများအပြင်လူငယ်များကိုလည်းပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေတာကြောင့်တိုက်ခိုက်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့တိုက်ခိုက်မှုမှာစစ်ခွေးတစ်ကောင်သေပြီး3ကောင်ဒဏ်ရာရတယ်။စကန်ထဲမှာရှိတဲ့အဆောက်အဦတစ်ခုအမိုးပွင့်ပြီးတော့ပျက်စီးသွားတယ်။အဲဒီစကန်အနီးမှာစစ်ခွေးတွေကကင်းပေါင်းဝစ်တာတွေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေဝေတောင်းတာတွေလုပ်နေတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေအနေနဲ့သူတို့နဲ့နီးစပ်ရာမသွားလာကြဘူးနဲ့စစ်ခွေးတွေနဲ့နီးကပ်ဆုံးသွားလာရင်ပြည်သူတွေရှိရင်တိုက်ပွဲပေါ်ဆောင်ရတာခက်ခဲရှိပါတယ်အဲဒါကြောင့်စစ်ခွေးတွေအနီးနားမသွားကြဖို့ပြောချင်ပါတယ်လို့ Ryan တိုက်ကားဖို့ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Ryan တိုက်ကားဖို့ပျောက်ကြားတပ်ဖွဲ့နဲ့အတူမုံရွာခရိုင်ပကဖလက်ယုံတက်မုံရွာခရိုင်အမှတ်7တက်ရင်တက်ခွဲ3လျှက်စစ်တက်ခွဲမုံရွာခရိုင်အမှတ်73တက်ရင်တက်ခွဲ4မီးတောက်တက်ခွဲနဲ့မဟာမိတ်အဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေါက်ခေါင်းမြို့နယ်မှာကိုရန်ကျောင်းသားမောင်တင်မျိုးအောင်နဲ့မောင်တော်စင်ဖြိုးတို့ကို online မှာတစ်လငွေကျပ်9သိန်းဝင်ငွေရမယ်လုပ်ပေးမယ်လို့ဆိုကလိန်လေခေါ်ဆောင်ပြီးစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်တွင်ကိုရန်ကျောင်းသားမောင်တင်မျိုးအောင်နဲ့မောင်တော်စင်ဖြိုးတို့ကို online မှာတစ်လငွေကျပ်9သိန်းဝင်ငွေရမယ်လုပ်ပေးမယ်လို့ဆိုကလိန်လေခေါ်ဆောင်ပြီးစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံရကြောင်းဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ပေါက်ခေါင်းမြို့နယ်နောက်ကျို့ကုန်းအုပ်စုနောက်ကျို့ကုန်းထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ဒန်းတောင်ရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသားမောင်တင်မျိုးအောင်နဲ့ပြည်မြို့နယ်ကန်တာယာရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသားမောင်တော်စင်ဖြိုးတို့ကို online ပေါ်မှာတစ်လငွေကျပ်9သိန်းဝင်ငွေရမယ်အလုပ်ပေးမယ်လို့လိန်လေခေါ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုလိန်လေခေါ်ဆောင်ပြီးတဲ့နောက်ဒီဇင်ဘာလ18ရက်နေ့မှာမောင်တင်မျိုးအောင်နဲ့မောင်တော်စင်ဖြိုးတို့ဟာနေအိမ်မှကျောင်းသို့သွားရလမ်း၌ပျောက်ဆုံးခဲ့ကြောင်းအဲဒီလိုပျောက်ဆုံးသွားတဲ့အတွက်မိသားစုဝင်ကလိုက်လံစုံစမ်းစဉ်ပတောင်းမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစာလျှောက်စက်ရုံထဲ၌စစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံထားရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီနောက်မိသားစုဝင်များကဒီဇင်ဘာလ20ရက်နေ့မှာကပ္ပစာလျှောက်သို့သွားရောက်၍လိုက်လံစုံစမ်းစဉ်အကြမ်းဖက်စစ်သားများကတက်တွင်း၌မရှိကြောင်းပြောဆိုခဲ့ပြီးကျောင်းအုပ်ဆရာမကြီးမှလည်း၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ယူနိုင်ကြောင်းပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။မိသားစုတွေကတော့လိုက်ပြီးတော့ဆက်လက်စုံစမ်းနေတယ်လို့သိရတယ်။သူတို့စစ်တပ်ထဲရောက်နေတာကတော့တေချာတယ်တဲ့။သူတို့အကောက်တွေကတော့သူတို့တငယ်ချင်းတွေကိုဆက်သွယ်လာတဲ့ဓာတ်ပုံတွေကတော့စစ်တပ်ထဲရောက်နေတာကိုတွေ့ရတယ်။စုံစမ်းနေတယ်လို့သိရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးကုတ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာကုန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီပြန်လည်ဝင်ရောက်လာတဲ့မိုးကုတ်မြို့မှာတော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီးစစ်ကောင်စီရဲ့ဗျူဟာကုန်းအခြေပိုင်းကိုဒရုန်းနဲ့ပုံသီးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေတာကန်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒီဇင်ဘာလ19ရက်နေ့လယ်တနာရီ45မိနစ်မှာမိုးကုတ်မြို့စစ်ကောင်စီရဲ့ဗျူဟာကုန်းအရှိနာတောင်ပေါ်ကိုဒရုန်းနဲ့10ကြိမ်ထက်မနည်းပုံသီးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဗျူဟာကုန်းအရှိနာတောင်ပေါ်ပြဒါနဲ့ဆိုဒရုန်းစစ်စင်ကြီး9ကြိမ်မြောက်ရှိပါပြီလို့အဆိုပါသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒီအထဲမှာပဲညနေ9:25မိနစ်မှာလည်းလဲဦးရှိအထက်က၄ထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုထော်တိုက်ဒရုန်းနဲ့ပစ်ကတ်တိုက်ခိုက်သေးတယ်လို့သိရှိရပါတယ်။မနက်ကလက်နက်ကြီးတန်ကြားရတယ်ဗျ။အဖွဲ့တွေဘက်ကလှုပ်ဆောင်တာဗျ။ပြစ်မှတ်လွဲသွားတာတချို့အလုံးတွေကြမကွဲသွားတာတွေရှိတော့စစ်ခွေးတွေဘက်ကတော့အထီးကိုင်းမရှိတော့ဘူးကြလို့သူကဆက်ပြောထားပါတယ်။လက်ရှိမှာတိုက်ပွဲတွေကမုံမိတ်ပတ်ထိရောက်ရှိလာနေပြီးဒီဇင်ဘာလ12ရက်နေ့မှာလည်းမုံမိတ်မြို့ဘော်ဒီကျေးရွာနေမှာဒရုန်းနဲ့ဘုံဒီ9လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။မိုးကုတ်လိုအနေထားပဲဖြစ်နေကြအတိအကျတော့မသိဘူးတိုက်ပွဲဖြစ်တာပဲထင်တယ်လို့ဆိုပါဒေတာခင်ကပြောဆိုပါတယ်။လက်ရှိမုံမိတ်မြို့မှာ AI တပ်တွေလည်းရှိနေတာကြောင့်အခုလိုဒရုန်းနဲ့ဘုံဒီကျဲချတိုက်ခိုက်တာဟာစစ်ကောင်စီဘက်ကလှုပ်ဆောင်တာလားဆိုတာကိုဆက်လက်စုံစမ်းနေသေးဖြစ်ပါတယ်။မိုးကုတ်မြို့ကိုအညာကတော်လန်ရေးတပ်ဖွဲ့တွေနဲ့ဒေသခံတော်လန်ရေးတပ်ကစစ်ကောင်စီလက်ထက်လုံးစုံမကြရောက်တဲ့အတွက်အစွမ်းကုန်ပုကန်တိုက်ခိုက်နေကြတာလည်းဖြစ်တယ်လို့သိရှိရပါတယ်။လာမယ့်အပတ်မှာပြုလုပ်မယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုမိုးကုတ်မြို့မှာကျင်းပနိုင်ဖို့မရှိသေးဘူးလို့လည်းဒေသခံတို့ကပြောဆိုထားပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်နဲ့AA သိမ်းထားတဲ့ဂုတ်ကြီးစခန်းကိုစစ်ကောင်စီကကြီးရေလေတွေနဲ့တဲတန်ထိုးစစ်ဆင်တိုက်ခိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရကတက်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့အမ်ဗရန်လမ်းပိုင်းမှာဂုတ်ကြီးစခန်းကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီကကြီးရေလေတပ်တွေကိုအသုံးပြုပြီးတဲတန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA နဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကသိရှိရပါတယ်။မကွေးတိုင်းအမ်ဗရန်လမ်းပိုင်းမှာတော့နတ်ရီကန်လေချောင်းရံကာဝယ်ရေးစခန်းဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီးအဲဒီဗျူဟာကုန်းကိုအလုံးစုံသိမ်းပိုက်ရရှိဖို့အတွက်လည်း AA နဲ့ပူးပေါင်းတပ်တွေကဝန်းရံပိတ်ဆို့ချက်တောက်ထားတယ်လို့သိရှိကြပါတယ်။အာရကတက်တော် AA ဟာနတ်ရီကန်ဗျူဟာကုန်းနဲ့တမိုင်ကျော်အကွာအမ်ဗရန်လမ်းတစ်မှာဂုတ်ကြီးကျေးရွာနဲ့အမ်ဗရန်လမ်းဟောင်းမှာပစီကျေးရွာတွေကိုပြီးခဲ့တဲ့စက်တင်ဘာလကတည်းကသိမ်းပိုက်ထိန်းချုပ်ထားတယ်လို့သိရှိရပါတယ်။အဲဒါကြောင့်စစ်ကောင်စီတပ်ဟာအမ်ဗရန်လမ်းပိုင်းမှာဂုတ်ကြီးကျေးရွာကိုပြန်လည်ရရှိဖို့အတွက်လေကြောင်းဒရုန်းတွေကိုအသုံးပြုပြီးစစ်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ AA နဲ့နှိစက်တဲ့စစ်ရေးသတင်းမြစ်တွေကသိရှိရပါတယ်။စစ်ခွေးတွေရဲ့
မြေပြင်ထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့ဂုတ်ကြီးတို့ပစီဘတ်တွေကို AA နဲ့ PDF အဖွဲ့တွေကတင်ထားတော့တစ်ခွေးတွေကလက်ရည်ကံကိုမြေပြင်ကနေစစ်ကူအင်အားတွေပို့လို့မရတော့ဘူးဒါကြောင့်စစ်ကောင်စီတပ်ကဂုတ်ကြီးရွာကိုပြန်ရဖို့အတွက်လေကြောင်းကိုအဓိကအသုံးပြုပြီးထိုးစစ်တင်တိုက်ခိုက်လာနေတယ်လို့ဆိုပါစစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဂုတ်ကြီးကျေးရွာရှိနေအိမ်တို့မှာမီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့သိရှိရပါတယ်စစ်ကောင်စီတပ်ရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ဂုတ်ကြီးကျေးရွာကိုပြီးခဲ့တဲ့ဒီဇင်ဘာလ19ရက်နေ့မှာတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ပေါ်ပြထားပေမဲ့လက်ရှိနေပြည်မှာတော့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေရတယ်လို့လည်းသိရှိရပါတယ်ခုရပ်ပိုင်းအတွင်းမှာပဲစစ်ကောင်စီဟာဗရန်တက်နယ်ရှိ900ကအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်385အမြောက်တက်ရင်အမှတ်400ကိုအမြောက်တက်ရင်နဲ့ပြင်းဝစစ်စေးဂိတ်မှာရှေ့ချထားတဲ့တိုက်ရင်တွေကလည်းဂုတ်ကြီးကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့လည်းသိရှိရပါတယ်လက်နက်ကြီးတွေလည်းဂုတ်ကြီးကျေးရွာတပ်ကိုပစ်ခတ်တာရှိပါတယ်ဗရန်တက်နယ်ကတိုက်ရင်တွေစုံကုန်းရှိတိုက်တိုက်ရင်တွေကပစ်ခတ်တာရှိပါတယ်လက်ရှိမှာတော့တိုက်ပွဲတွေကပြင်းထန်နေတော့ပါပဲလို့ AA နဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်AA နဲ့ဥပေါင်းတပ်တွေဝန်ရံပိတ်ဆို့ထားတဲ့နိုင်ရီကန်ဘူဟာကုန်းမှာတော့စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အင်အား300ဝန်းကျင်သာကျန်ရှိတော့တာလည်းဖြစ်တယ်လို့သိရှိရပါတယ်နိုင်ရီကန်ဘူဟာကုန်းကိုအရခတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်နိုင်ပါကစစ်လက်နက်ပစ္စည်းထုတ်ရေးကာဗသစက်ယုံတွေကိုချိန်ချောက်လာနိုင်တာကြောင့်စစ်ကောင်စီတပ်ကပြန်လည်ဖွဲ့စည်းကအင်အားလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတဲ့ဖြစ်တယ်လို့လည်းရင်းရရှိပါတယ်ခင်ဗျာ